Hello မင်္ဂလာပါကြောက်စင်မျိုးရွှေအောင်ထုံးစေးဆိုင်မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြထားတဲ့တီးနှံစိုက်ခင်းလေးကခရမ်းတီးနှံစိုက်ခင်းလေးပဲဖြစ်ပါတယ်ဒီလိုလှပတဲ့ခရမ်းတီးနဲ့တီးနှံထွက်နှုံးကိုလိုချင်တယ်ဆိုရင်ပိုးသက်ဆေးကိုစနစ်တကျသုံးဆွဲပေးဖို့လိုအပ်ပါတယ်ဘယ်လိုပိုးသက်ဆေးတွေကိုစနစ်တကျသုံးဆွဲပေးရမလဲဆိုရင်ဘယ်လိုပိုးတွေကျတယ်ဆိုတာသိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ခရမ်းခင်းမှာအများဆုံးကျတတ်တဲ့ပိုးကတော့ဖြုတ်စိမ်းရင်ပြူတီးလုံးဖောက်ပိုးခေါင်းညွန်ထိုးပိုးလေးမွှားပင်ကူနီဒီလိုပိုးတွေကြာကြောက်လေရှိပါတယ်ဒီလိုပိုးသက်ဆေးဒီလိုပိုးတွေကိုဘယ်လိုပိုးသက်ဆေးနဲ့ပတ်ဖြန်းပေးရင်နိုင်မလဲဆိုရင်ဖြုတ်စိမ်းရင်ပြူကိုနိုင်မဲ့ဆေးဆိုရင်ကျွန်တော်တို့ပင်လုံးမြအားကောင်းပြီးတော့ဖြုတ်စိမ်းရင်ပြူကိုအဓိကနိုင်တဲ့ပိုးသက်ဆေးကိုရွေးချယ်ပြီးပတ်ဖြန်းပေးရပါမယ်တီးလုံးဖောက်ပိုးနဲ့ခေါင်းညွန်ထိုးပိုးကိုနိုင်ဖို့ဆိုရင်တီးလုံးဖောက်ပိုးခေါင်းညွန်ထိုးပိုးနိုင်တဲ့ထိသေးစားသေးအစိမ့်ငွေအာနီးတင်ရှိတဲ့ပိုးသက်ဆေးကိုရွေးချယ်ပြီးမေးပြီးဝယ်ယူဖြန်းပတ်ပေးလို့ရပါတယ်နောက်တစ်ခုကလေးမွှားပင်ကူနီတို့လိုပိုးကိုနိုင်ဖို့ဆိုရင်လေးမွှားပင်ကူနီကိုနိုင်တဲ့ထိသေးစားသေးပင်လုံးပြအာနီးတင်ရှိတဲ့ပိုးသက်ဆေးတစ်မျိုးမျိုးကိုရွေးချယ်ဝယ်ယူပတ်ဖြန်းပေးရမှာဖြစ်ပါတယ်ဒီလိုပိုးသက်ဆေးတွေကိုကျတဲ့ပိုးနဲ့ဖြန်းတဲ့ဆေးအဝင်ခွင်ကြဖြစ်ဖို့ဆိုရင်ဘယ်ပိုးကိုကျတယ်ဘယ်ဆေးဖြန်းရမယ်ဆိုတော့အတိအကျသိဖို့လည်းလိုအပ်ပါတယ်ဒီလိုဖြန်းပေးမှသာလျှင်ခုလိုလှပတဲ့ခရမ်းသီးနဲ့တီးနှံစိုက်ခင်းလေးလှပနေမှာဖြစ်ပါတယ်ကျေးဇူးရှင်တောင်သူကြီးများကျေးဇူးတင်ပါတယ်